ကဲကျွန်တော်တို့ဒီ debate channel လေးကိုအစင်သက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံအသီးသီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာညီကိုကြီးကြမှာခြင်းနဲ့ပြည့်စုံတယ်မနက်ခင်းလေးဖြစ်ပါသည်လို့ကျွန်တော်တို့ဒီ debate channel ကနေပြီးတော့ရှေးပထမသွားစုမုံကောင်းတောင်းပေးပါတယ်ဗျကဲဟုတ်ပြီညီကိုတို့ဒီ season လေးကတော့ကျွန်တော်တို့ United အသင်းကကစားသမားတွေရောကျွန်တော်တို့ United အသင်းကိုရောကျွန်တော်တို့ရဲ့ချစ်တော်ကြီး Ryan Game ပေါ့နော်သူ့အနေနဲ့ကလည်းရှေ့မှာ Mason Mount တို့ Mbumo တို့ကိုတော်လေးကိုချီးမွမ်းခဲ့ဘူးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် United အသင်းအနေနဲ့အခုဆိုရင်အနိုင်မရတာနှစ်ပွဲဆက်ရှိရတောင်မှသူ့အနေနဲ့ United အသင်းကစားသမားကိုချီးမွမ်းနေရဆိုတော့အခုလက်ရှိကျွန်တော် United အသင်းရဲ့ကစားပုံကိုကျွန်တော် Ryan Game ကြီးကတော်လေးကိုနှစ်သက်နေပုံရတယ်ညီကိုတွေနော်ဟုတ်တယ်ဗျအရှိမဆိုရင်ကျွန်တော်တို့ကစိတ်ဒုက္ခတွေစိတ်ဒုက္ခတွေစိတ်ကန်ဆာတွေနဲ့ကျွန်တော်တို့ကအများကြီးပွဲတွေကြီးခဲ့ရတာပေါ့နော်တကယ်မကောင်းတဲ့ကစားပုံတွေတင်းတိပြင်းရောကစားပုံကြီးတွေကစားကွက်ကြီးတွေကိုကျွန်တော်တို့ကြည့်ရတဲ့အချိန်မှာအခုလက်ရှိကျွန်တော်တို့ United ရဲ့ပုံစံတွေကတခြားစီပေါ့နော် United ရဲ့ပုံစံဒါတောင်မှအစ်စ်မှန်ကြီးမရသေးတာတောင်မှကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ကြည့်ရလူလည်းမြင်တယ်ကျွန်တော် United ကိုချစ်တဲ့ဒီ legend ကြီးဆိုရင်ပုံမြင်ပါပေါ့ဗျာအဲ့တော့ခါကျတော့သူ့အနေနဲ့ကဒီကစားပုံကိုသူတော်လေးသဘောကျနေပုံရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ United ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုတွေကိုတော်လေးနှစ်သက်နေပုံရတယ်ပေါ့နော်ကဲဟုတ်ပြီသူနဲ့ပဲစရအောင်ကျွန်တော်တို့နော်ဟုတ်ပြီပထမဆုံးအနေနဲ့ကတော့သူကတော့ကျွန်တော်တို့မတ်ထရူကူညာနဲ့ပတ်သက်ပြီးတော့ကိုတော်လေးချီးမွမ်းကထုတ်ခဲ့တယ်ဟုတ်ပြီ Manchester United ဂန်ဝင်ဟောင်းကြီးကျွန်တော်တို့ Ryan Game ကနေပြီးတော့မတ်ထရူကူညာကတဲ့3လလောက်လစာမရတဲ့လူကစားတယ်ဒါကဘာကိုပြောရလဲဆိုတော့လုံးဝဗျာပြောချင်တာကရှေ့ရကောင်တွေကိုသူကတတလေးနဲ့ထည့်သွားတာဗျာရှေ့ကကျွန်တော်တို့ United ကိုရောက်လာတယ်လစာအတွက်ပဲစော့တယ်ကစားတယ်ဘောလုံးကစားတယ်သူတို့ဝစ်ချစ်တန်းကြီးကစားတယ်ဒါပေမဲ့လစာယူတယ်ချိန်တန်းအဲ့ကောင်တွေနဲ့အများကြီးကြွားတယ်ဆိုပြီးတော့ထည့်သွားတာညီကိုတို့ဒါရှင်းရှင်းလင်းလေးရဲ့ခုကျွန်တော်တို့ကူညာကစားနေတာကသူကလစာတော့ကစားတာမဟုတ်လစာမရတဲ့လစာ3လစာလောက်မရတဲ့ကောင်လိုမျိုးသူကစားနေတယ်ဗျာပြောချင်တာကအရန်ကြီးကိုသူ့အနေနဲ့ကအသင်းပေါ်မှာပဲပေးဆက်ပြီးတော့ကစားနေတယ်ဆိုတာကိုပြောချင်တာလီဗာပူးအာဆင်နယ်တို့နဲ့ပွဲမှာဆိုရင်တဲ့အဲ့ဒါကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်တအားကောင်းတာဗျာအာဆင်နယ်နဲ့ပွဲမှာဆိုရင်လည်းသူ့အနေနဲ့ကျွန်တော်တို့ကွင်းလေရနေပြီးတော့ကွင်းလေချောကနေတယောက်တည်းဆွဲသွားတယ်လီဗာပူးနဲ့ပွဲမှာဆိုရင်လည်းသူတကွင်းလုံးပတ်ပြေးနေတာတို့ကိုသူပြောရမယ်ကျွန်တော် Ryan Game အနေနဲ့လည်းတော်လေးသဘောကျနေပုံရတယ်ညီကိုတွေနော်နောက်တစ်ခုက तू ကအရာအားလုံးကိုလိုက်တယ်ကျွန်တော်ဆောနာပြောတဲ့ဟာပဲပေါ့နော်အရာအားလုံးကိုလိုက်တယ်ဆိုတာကျွန်တော်ကွင်းထဲမှာပတ်ပြီးတော့ကစားတယ်နေရာနှံ့ကစားတယ်လူတိုင်းနဲ့ရှင်ပြိုင်ပြီးတော့တိုက်ခိုက်တယ်ပြောချင်တာက तू ကပြိုင်ပဲကစားသမားဘေကစားသမားနဲ့မဆိုသူ့အနေနဲ့ကလုံးဝဘေကစားသမားနဲ့ဖြစ်ဖြစ်သူ့အနေနဲ့တိတိကျကျလေးတိုက်ခိုက်တယ်တိကျရှင်ပြိုင်တယ်ပွဲတစ်ပွဲမှာလုံးဝ focus တယ်ကြိုးစားအားထုတ်မှုက 100% အဲ့ဒါကိုပြောချင်တာညီကိုတွေနော်ပြီးတော့မိနစ်90လုံးပြိုင်ဘက်တွေကိုကစားရခတ်အောင်အမျိုးထွေဖြစ်အောင်လုပ်နိုင်ခဲ့တယ်အဲ့ဒါလည်းမှန်တာပဲသူ့ကိုလိုက်ကတ်နေရမလားကျွန်တော်တို့ပွဲတွေကြည့်လိုက်ညီကိုတွေနော်ကူညာကိုကတ်နေရနေကျွန်တော်တို့3ယောက်လောက်ကတ်နေရဆိုရင်ကျွန်တော်တို့ဒီဘက်ကအမ်ဘူမိုနဲ့အာမန်နဲ့အချမ်းကလွတ်သွားပြီအဲ့တော့ခါကျကျွန်တော်တို့ကူညာကဂိုးတကူလောက်ပဲကျွန်တော်တို့တွင်းထားနိုင်တယ်ဆိုပေမဲ့အမ်ဘူမိုကဂိုးတွေအများကြီးရနေတာကူညာကအများကြီးကွင်းထဲမှာနှောက်ယှက်ပေးနေလို့လည်းပါတယ်သူ့ရဲ့ကျွန်တော်တို့တိုးအားတွေနဲ့ပြိုင်ဘက်ကစားသမားတွေကိုရှုပ်ချက်ခအောင်လုပ်တယ်အာယုံထွေပြအောင်လုပ်တယ်အဲ့ဒီအချက်တွေနဲ့ပဲကျွန်တော်တို့အမ်ဘူမိုကနေရာလွတ်တွေရတယ်ကျွန်တော်စစ်စကိုနေရာလွတ်တွေရတယ်အဲ့ပုံစံကြီးကိုတွေပြောချင်တာပေါ့နော်ဟုတ်ပြီကျွန်တော်ကိုယုံပါတဲ့ဘန်ကင်းကနေပြီးတော့အဲ့ဒါကနီးပြရဲ့နီးပြူဟာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒါကအောင်မြင်မှုအတွက်စာလောင်မှုပဲဒါပဲညီကိုတွေနော်ကျွန်တော်တို့ United အသင်းရဲ့ကစားသမားတွေရဲ့ဖလားစာလောင်မှုအောင်မြင်မှုတွေကိုလိုချင်မှုအောင်မြင်မှုနဲ့ဖလားနဲ့ဆိုတော့တွန်တွဲနေတာပဲအောင်မြင်မှုတွေကိုသူတို့လိုချင်နေပြီခုဆိုရင် United ကစားသမားတွေအဲ့ဒါကိုသူမြင်နေရပြီအဲ့ဒါကိုပြောချင်တာပြီးတော့ United ကလည်းအဲ့လိုစိတ်ဓာတ်မျိုးကိုငတ်မွတ်စာလောင်နေခဲ့တာပါဟုတ်တယ်ညီကိုတွေဒါလည်းမှန်တယ်ကျွန်တော်တို့ United အသင်းမှာဆိုရင်ကျွန်တော်တို့နီးပြဖောက်ဆန်ခစ်လွန်မှာဆိုရင်ဒီလိုကစားသမားတွေမပေါ်ထွန်းတော့တာကြာပြီကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲလစာတော့ပဲဒီကစားသမားတွေကလာပြီးကစားတယ်ကျွန်တော်တို့ Academy ထွက်ကစားသမားတချို့တလေတောင်မှနောက်ဆုံးအကျင့်တွေပြက်လာကြတယ်ကျွန်တော် United ကအဲ့လိုပုံစံကြီးကိုဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့အခုဒီနီးပြအမ်မိုရင်ရဲ့လက်ထက်မှာခေါ်ထားတဲ့ကစားသမားတော်တော်များများကနိုင်ပွဲစာလောင်တဲ့ပုံစံတွေကိုမြင်ရတယ်အဲ့ဒါကလည်းကျွန်တော်တို့အသင်းတော်ကတော့တော်လေးကောင်းတဲ့အချက်ပဲညီကိုတွေနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကလည်းကျွန်တော်ချီမုံကန်းလေးနဲ့ပဲတွားလိုက်မယ်ညီကိုတွေနော်အဲ့ဒါကတော့တခြားမဟုတ်ဘူးကျွန်တော်တို့လီဗန်တေးရဲ့ကျွန်တော်တို့ striker တယောက်ဖြစ်တဲ့အတာရုံးပေါ့နော်သူကတော့ကင်မရွန်သားညီကိုတွေနော်သူကကျွန်တော်တို့အမ်ဘူမိုကြီးနဲ့တူတနိုင်ငံနဲ့သားပေါ့နော်ဟုတ်ပြီသူကတော့ညီကိုတွေအရက်ကတော့9ပေ17ရှိရဲ့ကျွန်တော်တို့ဒီယာဒီမှာသူကလီဗန်တေးအသင်းအတွက်12ပွဲကစားထားတယ်ကျွန်တော်တို့6ဂိုးသွင်းပေးထားတယ်ပေါ့နော်
အသက်အရွယ်ကတော့ဒီကို22နှစ်ဝန်းကျင်ပဲရှိသေးတယ်ဒီကစားသမားကဗာပြောအောင်ဆိုတော့ကျွန်တော်တို့ Manchester United ကလုံးဝအကောင်းဆုံးအသင်းတစ်သင်းပါသူ့မှာ idol 2ယောက်ရှိတယ်တခြားလူတွေမဟုတ်ဘူးเนาะကျွန်တော်တို့ United ကတိုက်စစ်မှုဟောင်းတွေဖြစ်တဲ့ကျွန်တော်တို့ Robin van Persie နဲ့ကျွန်တော်တို့ Wayne Rooney ပေါ့เนาะသူတို့ရဲ့Robin van Persie ကိုတော့သူအကြိုက်ဆုံးထင်တယ်ပေါ့เนาะ Robin van Persie ကိုတဲ့ကျွန်တော်အရန်ကိုအားပေးခဲ့ပူပါတယ်တဲ့သူ့မှာအရာအလုံးရှိတယ်ပါရမီယုံကြည်မှုကစားပုံအားလုံးပဲပြောချင်တာက Robin van Persie မှာဆိုရင်ကျွန်တော်တို့ကစားပုံလည်းကောင်းတယ်သူကဂိုးသွင်းဖို့အတွက်သူ့ကိုယ်သူယုံကြည်မှုလည်းရှိတယ်နောက်တစ်ခုကသူ့မှာပါရမီလည်းရှိတယ်ပေါ့เนาะWayne Rooney ဆိုရင်လည်းတဲ့ထိုနည်း၎င်းပဲနောက်ထပ်ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတစ်ယောက်ပေါ့ဗျာတဲ့ခုတဲ့ကျွန်တော်ကတဲ့ Brian Mbeumo နဲ့တူတူတသင်းထဲမှာကစားနေတယ် Brian Mbeumo ကလည်းသူ့ကိုအများကြီးအထောက်အကူပြုတယ်အများကြီးလည်းသူ့ကိုကူညီပါတယ်ဆိုပြီးပြောခဲ့တယ်သူနဲ့တူတူပေါ့နော်ကင်မရွန်အသင်းမှာတူတူသူတို့နိုင်ငံအသင်းမှာဆိုရင်တူတူသူတို့ကလေ့ကျင့်ခန်းတူတူဆင်းရတယ်အဲ့ဒါကလည်းသူ့အတွက်လုံးဝကိုမယုံကြည်နိုင်လဲဇရာကောင်းလောက်အောင်ကိုပဲသူကကန်ထူးတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ကင်မရွန်အသင်းမှာဆိုရင်ကျွန်တော်တို့ကအပြိုင်ဆိုင်ကစားရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကတကယ်နှစ်ယောက်တူတူကစားတဲ့အချိန်မျိုးတွေမှာဆိုရင်တဲ့တယောက်နဲ့တယောက်ကဖန်တီးမှုတွေပေါ့နော်တယောက်ကသူကလည်းအမ်ဘူမိုဖန်တီးပေးတယ်သူအမ်ဘူမိုကလည်းသူ့ပြန်ပြီးဖန်တီးပေးတယ်ပေါ့နော်အပြန်အလှန်ဖန်တီးမှုတွေတယောက်နဲ့တယောက်နဲ့လုပ်ပေးကြပါတယ်ပြီးတော့ခါကျကျွန်တော်နဲ့အမ်ဘူမိုနဲ့ဆက်ဆံရေးရလဲအလွန်ကိုကောင်းတဲ့ဆက်ဆံရေးတစ်ခုရှိပါတယ်ဆိုပြီးသူကတော့ United ကစားသမားတွေရဲ့ကျွန်တော် United ရဲ့ဟိုသူကလုံးဝကိုပဲချီမုံကထုတ်ခဲ့တာပေါ့နော်ဒီကစားသမားအနေနဲ့ကတော့ကျွန်တော် United ကိုများလာခြင်းလို့ညံစင်နေသလားအောင်မိရတယ်ပေါ့နော်ကဲနောက်ဆုံးတစ်ခုသွားမယ်ညီကိုတွေနော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့တချို့ညီကိုတွေလည်းတိလိမ့်မယ်ပေါ့နော်ဒါကတော့ချားမဟုတ်ဘူးကျွန်တော်တို့ Newcastle ရဲ့ဂန်ဝင်တိုက်စစ်မှုဟောင်းကြီးကျွန်တော်တို့အလန်ရှီယာနေပြီးတော့ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမား Benjamin Sesko ကိုသူ့အနေနဲ့ကဝေဖန်ထောက်ပြတာလေးလုပ်ခဲ့တယ်ပေါ့နော်ဟုတ်ပြီဒီနေရာမှာပြောရရှိတာကအလန်ရှီယာကလည်းလုံးဝချားပဲမဟုတ်ညီကိုတွေနော်အလန်ရှီယာကလုံးဝ Premier League မှာဆိုရင်ကျွန်တော်တို့တသက်စာသူကဂိုးသွင်းများဆုံးဆုရှင်ညီကိုတွေနော်ဒီသူကဂိုး260သွင်းထားတယ် Premier League မှာသူ့ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့ Harry Kane ရှိရယ် Harry Kane ဆိုရင်လည်းအခုဆိုရင်ဒီကိုအသင်းပြောင်းသွားပြီပေါ့နော် Harry Kane ဆိုရင်အခု Bayern Munich ကိုရောက်သွားပြီအဲ့တော့ခါကျတော့ Bayern Munich မှာသူက213ခုပေါ့နော်ကျွန်တော်တို့ Premier League မှာဆိုရင်တော့နောက်ထပ်နံပါတ်3ကတော့ကျွန်တော်တို့ရဲ့ကစားသမားကြီး Wayne Rooney 200နဲ့မှ8ခုနဲ့ပေါ့နော်ပြောချင်တာကဒီကစားသမားတွေကသူ့ရဲ့စံချိန်ကိုဖျက်ဖို့ဆိုတာမလွယ်ကူတော့ဘူးအဲ့တော့ခါကျတော့သူ့ရဲ့ဂိုး260ကိုဖျက်ဖို့ဆိုတာကတော်တော်လေးကိုခဲရင်အောင်မယ်လို့ထင်တယ်အောက်မှာဆိုလဲကျွန်တော်တို့ Sergio Aguero, Fran Lampard, Thierry Henry, Robbie Fowler အဲ့ကစားသမားတွေရှိနေတယ်အဲ့ကစားသမားတွေကလည်းလုံးဝအနားယူသွားတဲ့ကစားသမားတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒီစံချိန်ကြီးကတော့တော်တော်ကြီးကြာကြီးကိုတင်နေအောင်မယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်တယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်စရအောင်ပေါ့နော်သူကတော့ကျွန်တော်တို့ရဲ့ Cisco နဲ့ပတ်သက်ပြီးပြောတယ် Cisco ကျွန်တော်တို့ Tottenham နဲ့ပွဲမှာဆိုရင်ဒီကိုလည်းတွေ့တဲ့အတိုင်းပဲသူ့အနေနဲ့အပိုင်ခွင့်ကြီးနှလုံးကိုလွဲခဲ့တယ်အဲ့နှလုံးလွဲတဲ့အပေါ်မှာပဲကျွန်တော်တို့အလန်ရှီယာကနေပြီးတော့ Cisco ကိုပြောခဲ့တာပေါ့နော်ဟုတ်ပြီသူ့မှာတကယ်ကိုတဲ့ကောင်းမွန်တဲ့အခွင့်အရေးနှစ်ကြိမ်ရရှိခဲ့ပြီရိုးရိုးသားသားပြောရမယ်ဆိုရင်တဲ့သူဂိုးရကိုရတဲ့တယ်ဒါကလည်းမှန်တာပဲညီကိုတွေနော်တကယ်ကိုဂိုးနိုင်တဲ့အနေထားတွေပါဟုတ်တယ်ဗျသူကားတဲ့ကန်ချက်ကိုတဲ့စောစောစီးစီးကန်ရမှာတဲ့ဒါမှမဟုတ်ရင်လည်းဘောလုံးကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်ရှေ့ကိုယူရမယ်တဲ့ပရီးမီးယားလိလို့လိမျိုးမှာဆိုရင်ဂိုးသွင်းဖို့ဆိုတာအချိန်ကြီးအများကြီးမရပါဘူးဆိုပြီးသူကတော့ဝေဖန်ထောက်ပြတယ်ဒါကလည်းဝေဖန်နေဆိုတာထက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ Cisco အနေနဲ့ဒီစကားသံတွေကိုသင်ယူမယ်ဆိုရင်သူ့အနေနဲ့ပို့ပြီးတော့သူ့အတွက်အကျိုးအမြတ်ရလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒီဟာကြီးတွေပေါ်မှာသူ့ကိုပြောနေတဲ့ပုံမှာလိုက်ပြီးတော့ fee နေမယ်အစားဒီဟာလေးတွေပေါ်မှာကျွန်တော်တို့တကယ်ဒါဆိုရင်လည်းကျွန်တော်ပြောသလိုလန်ရှီယာဆိုလည်း Premier League ရဲ့ဂိုးသွင်းများဆုံးကစားသမားဖြစ်နေတယ်အဲ့ကစားသမားတွေပြောတဲ့စကားကိုသူ့အနေနဲ့တင်ယူလိုက်မယ်ဆိုရင်ကျွန်တော်တို့ sorry Benjamin Sesko အနေနဲ့ပို့ပြီးတော့ကောင်းလာလိမ့်မယ်လို့ထင်တယ်ဟုတ်ပြီဒီခွင့်ရေးရတဲ့85မိနစ်မှာတဲ့ဆိုရင်သူရခဲ့တဲ့ခွင့်ရေးပေါ့နော်သူယုံကြည်မှုအတွက်ရုန်းကန်ရနေတယ်ဆိုတာကိုတော့သူသိရပေါ့နော်နောက်တစ်ခုကတိုက်စစ်မှုတိုင်းကနောက်ခံလူကတိုက်စစ်မှုတိုင်းကနောက်ခံလူကကိုစီယာဘောလုံးကိုလွယ်လွယ်ဖြတ်ထုတ်မခံရသင့်ပါဘူးပြောချင်တာကကျွန်တော်တို့တိုက်စစ်မှုကအဲ့တုန်းကတုံဆိုင်နေခဲ့တယ်နည်းနည်းလေးလေးနေခဲ့တယ်ပေါ့နော်အဲ့ချိန်မှာပြိုင်ဘက်စပါးနောက်တန်းနေပြီးတော့ကျွန်တော်တို့Cisco ရဲ့စီယာဘောလုံးကိုဖြတ်သွားတယ်ပေါ့နော်အဲ့ဒီဟာကိုပြောချင်တာပြောမှဆိုရင် 1v1 တော့မဟုတ်ဘူးညီကိုတွေကကိုသမိုင်းနဲ့အကျွတ်ကြီးတော့မဟုတ်ဘူးနောက်မှာတော့စပါးနောက်ခံတယောက်ပါလာတယ်ပေါ့နော်အဲ့ခွင့်ယူသူအနေနဲ့လွဲချော်ခဲ့တာသူအနေနဲ့ Van de Beek ရဲ့အနေထားကိုနားလည်အောင်လေ့လာထားရမယ်အဲ့ဒါကတော့သူစောနာကျွန်တော်တို့စပါးနောက်တန်းပေါ့နော်အဲ့ Van de Beek ကလိုက်ခဲ့တာအဲ့ဟာလေးကိုသူအနေနဲ့
အဲ့အနေထားကိုသူနားလဲရမယ်ဟုတ်ပြီဒီချိန်မှာဂိုးသမားဘယ်မှာရှိနေမလဲသူဘာလုပ်ချင်နေမလဲဆိုတော့သူကောင်းထဲမှာမြင်အောင်နေတင်တယ်ပြောချင်တာကညီကိုတွေတော့ဟိုဖြတ်ခနဲအကုန်လုံးတွေးရမှာဂိုးသွင်းမယ်ဆိုရင်ပြောချင်တာကဘလူအနေထားမျိုးနဲ့ပဲဖြစ်ဖြစ်ကိုရအောင်ကိုသွင်းတင်တယ်ရအောင်ကိုသွင်းနိုင်ရမယ်တိုက်စစ်မှုတယောက်ရဲ့အလောက်ကအဲ့ဒါပဲသူပြောချင်တာကဟုတ်ပြီသူဘာလုပ်ချင်လဲဆိုတာကိုကျွန်တော်မသိဘူးလို့ထင်ပါတယ်တဲ့အဲ့လိုလေးပြောခဲ့တယ်ပေါ့နော်ဟုတ်ပြီဘန်နာဘီကဗန်ဒီဘန်ကပေါ့နော်ဗန်ဒီဘန်ကတဲ့သူ့နောက်ကိုလိုက်နေရဆိုတာတဲ့သူတိမှမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်တဲ့အဲ့ဒါကလည်းမှန်တယ်အဲ့လိုတော့မဟုတ်တော့ညီကိုကျွန်တော်ထင်တာတော့ပေါ့နော်သူ့အနေနဲ့ကပို့ပြီးတော့ကောင်းလာနိုင်မဲ့chance မျိုးရတဲ့ချိန်ကျမှသူကံမယ်လို့လှုပ်လိုက်တဲ့ချိန်မှာတစ်ဖက်နောက်တန်းကလိုက်လာတာပေါ့နော်အဲ့တော့ခါကျတော့ဒီဟာလေးတွေကို Cisco အနေနဲ့အများကြီးတင်ယူဖို့တော့လိုအပ်ပြီလို့ထင်တယ်ဟုတ်ပြီနောက်တစ်ခုကသူ့ကိုယ်သူယုံကြည်မှုမရှိပဲရုန်းကန်နေရတယ်ဆိုတာကိုလည်းကျွန်တော်သိပါတယ်ဒါပေမဲ့ဒါကပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ကြီးမားတဲ့အရာတစ်ခုပါတဲ့Cisco ကပြောရမယ်ဆိုရင်ညီကိုတွေတော့ယုံကြည်မှုပျောက်ဆုံးနေတဲ့လက္ခဏာလေးတွေကိုတွေ့ရတယ်ဒါကလည်းကျွန်တော်တို့ဒီပွဲမှာမဟုတ်ပါဘူးရှေ့ပွဲတွေမှာလည်းသူတွေ့ရတယ်ပေါ့နော်ဒါကလည်းပွဲများဆော့ပြီးတော့ United နဲ့အတူတူတိုက်ပွဲဝင်တဲ့ပွဲတွေများလာပြီဆိုရင်တော့သူ့အနေနဲ့ကတော့တိုက်စစ်မှုတယောက်မှရှိထိုက်တဲ့အရေးတွေရှိလာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒီအလန်ရှိကပြောသွားတဲ့အချက်ထဲမှာဆိုရင်တော့တေးကြတယ်ညီကိုတွေနော် Premier League လိုမျိုးလီမျိုးကလုံးဝတိုင်ဆိုင်မှုပြင်းထန်တယ်ကျွန်တော်တို့မမထန်ထန်ကစားတာဖြစ်တဲ့အတွက်ဒီလီမှာအသားကျဖို့တော့တိုက်စစ်မှုတယောက်အနေနဲ့ကတော့နည်းနည်းလေးတော့ခဲရင်းမယ်ဆိုတာတော့နားလည်ထားရမယ်ပေါ့နော်သူ့အနေနဲ့ကတော့ကဲဟုတ်ပြီညီကိုတွေကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှတယောက်ချင်းဒီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်ဗျကဲဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းညီကိုတွေ like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နဲ့အောင်နော်